လာပါခင်ဗျကျွန်တော်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့အစ်စ်နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်တဲ့နေတန်ယာဟုရဲ့အကြောင်းလေးပဲဖြစ်ပါတယ်နေတန်ယာဟုရဲ့မိခင်စီလာစီကယ်တီအစီအကျူဖြစ်ပြီးတော့ဖခင်ဗန်စင်ကျွတ်တဲ့နေတန်ယာဟုကပိုလန်ကျူဖြစ်ပါတယ်ဖခင်ကဗန်နီဇွဲမိုင်းလီကော့စတာဆိုပြီးတော့နာမည်ကိုပါလက်စတိုင်းတွင်အခြေချပြီးတဲ့နောက်ဗန်စီရွရဲ့နေတန်ယာဟုရဲ့အမည်ပြောင်းခဲ့ပါတယ်နေတန်ယာဟုဒီ1945ခုနှစ်အစ္စရေးရှီအောင်စိတ်ကမြို့ဂျပန်တွင်မွေးဖွားခဲ့ပြီးဂျေရုဆလင်တွင်ကြီးပြင်းကအမေရိကန်တွင်အထက်တန်းကျောင်းအောင်မြင်ခဲ့ပါတယ်1969ခုနှစ်နေတန်ယာဟုသည်အစ္စရေးစစ်တပ်တို့ဝင်ရောက်ပြီးခဲ့ပြီးမကြာမီအစ်စ်မြင့်ကွန်မန်ဒိုတို့ဖြစ်1960ခုမှာအာရက်စစ်ဝေးတွင်ကမ်ပိန်းတာဝန်ယူခဲ့ပါတယ်1980ခုနှစ်တွင်၎င်းသည်ဝါရှင်တန် DC ရှိအစ္စရေးတန်ယုံတွင်လက်ထောက်ကြီးကဲတာဝန်ကိုယူခဲ့ရပြီး1984ခုနှစ်မှာကုလသမဂ္ဂဆိုင်ရာအစ္စရေးတမန်အဖြစ်လာခဲ့ပါတယ်1980ခုနှစ်မှာတော့ဝန်ကြီးချုပ်Yes အာဆီယံဥဆောင်သည့်အစိုးရအဖွဲ့တွင်နေတန်ယာဟုကဒုတိယနိုင်ငံခြားဝန်ကြီးဖြစ်လာပါတယ်1992ရွေးကောက်ပွဲတွင်ရှုံးနိမ့်ပြီးနောက်လက်ရရိပ်ယွန်းကွန်ပါတီ၏ဥက္ကဋ္ဌနေရာတွင်နေတန်ယာဟုက1993ခုနှစ်တွင်စကန်ကပါတီလက်ဝဲနိုင်ငံအာဏာပြန်ရောက်ရှိစေရန်အတွက်ဆက်ဆောင်ခဲ့ပါတယ်နောက်ပိုင်းဝန်ကြီးချုပ်ဟောင်း IES ရှာဝန်ကလီကွန်ပါတီခေါင်းဆောင်နေရာကိုရယူခဲ့ပြီး2005ခုနှစ်မှာတော့ရှာရုံကပါတီမှထွက်ခွာတဲ့ဖြစ်၎င်းနေရာကိုနေတန်ယာဟုကပြန်ရခဲ့ပါတယ်အသက်83ခုနှစ်ရှိဖြစ်တဲ့နေတန်ယာဟုဒီ1996ခုနှစ်1990ခုနှစ်2009ခုနှစ်မှ2021ခုနှစ်အထိဝန်ကြီးချုပ်ရာထူးတာဝန်ကိုအခြားဝန်ကြီးချုပ်များကဲ့သို့ထက်အချိန်ကြာမြင့်ဆုံးထောင်ဆောင်ခဲ့သူဖြစ်ပြီးအခုဝန်ကြီးချုပ်တန်းတီ၎င်းအတွက်17မှအချိန်ကြောင့်ဖြစ်ပါတယ်နေတန်ယာဟုရင်ဆိုင်နေရတဲ့စစ်ပွဲများအကြောင်းလေးပြောချင်ပါတယ်နေတန်ယာဟုရင်ဆိုင်နေရတဲ့အခက်အခဲတွေကတော့အမတ်စဘရက်ကတော့အစ္စရေးနဲ့ဂါဇာစစ်ပွဲဖြစ်ပါတယ်အစ္စရေးနဲ့ဂါဇာကြားကပဋိပက္ခဟာဆက်စွနှစ်ပေါင်းများစွာရရှိနေတဲ့ရှုပ်ဖြစ်နေတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်2021ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာပါလက်စတိုင်းနိုင်ငံဂါဇာဒေသမှာခြေစိုက်တဲ့ဟာမတ်အဖွဲ့ကအစ္စရေးနိုင်ငံတွင်အငိုက်ဖန်တိုက်ခိုက်ရာမှာအစ္စရေးနိုင်ငံသားတွေတိုက်ဆုံခဲ့ပြီးအချို့ကတော့တပ်စခန်းအဖြစ်ခေါ်သွားရာကနေစစ်ပွဲစတင်ခဲ့ပါတယ်နေတန်ယာဟုကလည်းသူ့နိုင်ငံကိုတိုက်ခိုက်ရမလားဆိုပြီးတော့ဂါဇာကမ်းမြောင်ဒေသကိုလေကြောင်းရောမြေပြင်ကပါအပြစ်ဒဏ်ထိုးစစ်ဆင်ခဲ့ပါတယ်ဟာမတ်အဖွဲ့ကိုလည်းအမြင့်ပြတ်ချေမှုန်းခဲ့ပါတယ်ဂါဇာကမ်းမြောင်ဒေသဆိုတာကလည်းအလွန်တင့်ငယ်တဲ့မြေထဲပဲကနေပြီးအစင်းကိုကျင့်နေရတယ်ဒုတိယတစ်ခုကတော့လက်ဘနွန်နိုင်ငံမှာရှိစိုက်တဲ့အစ္စရေးအဖွဲ့ဖြစ်ပါတယ်အစ္စရေးအဖွဲ့ကိုအီရန်နိုင်ငံကငွေကြေးနဲ့လက်နက်အဓိကခန့်မှန်းပေးတာဖြစ်ပြီးအရှိလက်ပိုင်းမှာအင်အားအကောင်းဆုံးသောအစိုးရမဟုတ်တော့လက်နက်အဖွဲ့လို့သတ်မှတ်ထားကြပါတယ်အစ္စရေးအဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့အစ္စရေးနိုင်ငံတည်ရှိမှုကိုစတင်နေတဲ့အဖွဲ့ပဲဖြစ်နေပါတယ်တခုထပ်ပြောပါအောင်မယ်အဲ့ဒါကတော့ယီမင်နိုင်ငံကဟူဒီအဖွဲ့ဖြစ်ပါတယ်1990ခုနှစ်ယီမင်ဆိုရရဲ့အချစ်ပြတ်ဆဆမှုနဲ့နာနိုင်ငံတို့အော်တော်လွှမ်းမှုကိုစတင်ဖို့အတွက်စတင်ဖွဲ့စည်းခဲ့တာပါ2014ခုနှစ်ဟူဒီအဖွဲ့အားယီမင်မြို့တော်နာတာကိုတိမ့်မိုက်ခဲ့ပြီးအစိုးရကိုမောင်းလို့ခဲ့ပါတယ်။အိုးနောက်ဟူဒီတပုံလေးကိုအီရန်ကားတွေနောက်ကနေထောက်ပံ့ပေးခဲ့ပါတယ်။ယီမင်ဆိုရဟောင်းကိုတော့ဆော်ဒီအာရေဗျရောကစေးကူညီခဲ့ပါတယ်။ဟူဒီရဲ့အလယ်မှာတော့အေးထားတဲ့အစားအသောက်ကိုတော့တူရဲ့လမ်းစဉ်ကိုအထင်ရှားပြနေပါတယ်။ဖေရတခင်ရဲ့အကြီးမြတ်ဆုံးသောဖြစ်တော်မူအမေရိကန်ပြည့်စည်ပါသည်အစ္စရေးပြည့်စည်ပါသည်ဂျူးများကိုပြည့်စည်တင်ပါစေအစ္စရေးအစ္စလာမ်အောင်မဲ့ခံပါသူရထားတာပဲနောက်ဆုံးတစ်ခုကတော့ယခုဖြစ်နေတဲ့အစ္စရေးနဲ့အီရန်စစ်ပွဲဖြစ်ပါတယ်အစ္စရေးနဲ့အီရန်1989ခုနှစ်အီရန်တော်လိုင်းမတိုင်မီမာမေးဖြစ်ခဲ့ပါဒါပေမဲ့တော်လိုင်းနောက်ပိုင်းမှာတော့အီရန်ဆိုရကအစ္စရေးကိုအတိမဲ့မပြူပဲအရှိလက်ပိုင်းကနေဖယ်ရှားဖို့ကြွကြော်ခဲ့ရတဲ့ရန်သူဖြစ်လာခဲ့ပါတယ်အစ္စရေးကလည်းအီရန်ရဲ့နျူကလ িয়ার လက်နက်အားအစ္စရေးနိုင်ငံတို့အန်ရှိတာကြောင့်အမေရိကန်နဲ့အတူတူတက်ခဲ့တာဖြစ်ပါတယ်နောက်တစ်ခုဖြစ်ရတဲ့အကြောင်းရင်းကတော့အီရန်ဟာအစ္စရေးကိုအမြင့်တစ်ခါပေးနဲ့လက်နက်ကိုင်တပုံတွေဖြစ်တဲ့ဟာမတ်အစ္စပိုလာဟူဒီတို့ကိုလက်နက်နဲ့ငွေကြေးထောက်ပံ့ပေးတာကြောင့်ဖြစ်ပါတယ်ခင်ဗျ